မိမိအခန်းတကားဖွင့်ထွက်လာသူသည်အဖွားအို၏မျက်နှာနှင့်မိမိ၏ကိုယ်စပင်ဖြူများကမြေပြင်ကိုပုတ်တိုက်နေပြီးလယ်ပင်သည်ဖြောင့်နှန်းကမာတောင်းတောင်းနေ၏ငါသာဟူသောအတန်ကြီးကမိမိ၏နုနယ်သည့်နှက်ခမ်းမှထွက်လာ၏အောင်အောင်နှင့်ခင်ခင်တို့ကြောက်လန့်အားလုံးနောက်ပြန်ဆုတ်ကြသည်ထိုအချိန်တွင်အိမ်၏ကျမ်းပြင်မှတဲကျမ်းများစတင်ပွင့်ထွက်လာ၏ပင်လေရေဆိုအနှံ့ကြောင့်လေထဲတွင်စားနှင့်ဆွေးမြေသောတစ်သားရနံ့တို့ရောနှောသောအနံ့ရနေငါသားလေးပြန်လာပြီသူ့အတွက်နေရာရေးဖို့လိုတယ်မိမိ၏လက်ချောင်းများကသူ့မိဘများစီသို့ညွှန်လိုက်စဉ်အိမ်၏နေရန်များမှသွေးနီအောင်အနီးဆက်များစီးကြလာသည်ရင်းတို့သည်ကမ်းခြေကပင်လေရေမျောသေးလုံးများနှင့်စင်တူ၏ခင်ခင်သည်ရုတ်တရက်တတိယလာသည်အိမ်ဝယ်စဉ်ကအိမ်ရှင်ဟောင်းကပေးခဲ့သည့်ကျေးနီခေါင်းလောင်းလေးကိုသူမလက်ကင်အိတ်ထဲမှဆွဲထုတ်ကာလက်နှစ်ဖက်ဖြင့်ကင်လိုက်မိ၏ဒေါ်လေးမစင်မေသမီးကိုပြန်ပေးပါခင်ခင်၏ရေအာတန်နှင့်အတူခေါင်းလောင်းလေးကိုတုံခါလိုက်သည်ကျေးတန်သည်အိမ်တစ်ခုလုံးကိုလှုပ်ခတ်သွား၏ထိုအတန်ကြားတာနှင့်အဖွားဟူသောအရေးသည်မိခိုးဖြစ်သွားပြီးမိမိ၏ခန္ဓာကိုယ်မှမိခိုးမဲရောင်များဆုတ်ထုတ်ခံရသလိုထွက်လာ၏နောက်ခံတွင်ငိုကြွေးတန်တစ်ခုကြားရ၏ငါသားလေးသူသေသွားတာဘယ်သူမှမမြင်ဘူးဒီတဲပြင်မှာပဲနစ်မြုပ်သွားတာမိမိမြေပြင်သို့လဲကျသွားသည်ထိုနေရာတွင်ပင်လေရေဆိုနေသည့်ကလေးပေါင်းဘီဟောင်းနှင့်ကြောက်စိမ့်လေကားတစ်ခုသာကျန်ရစ်ခဲ့သည်တစ်ပတ်ကြာအောင်အောင်တို့မိသားစုသည်အိမ်ဟောင်းကိုပိတ်ပြီးမြို့ပြင်သို့ပြောင်းသွားကြသည်သို့သောမိမိ၏စူးသွားများအစားထိုးလာသည့်နေရာတွင်ပင်လေကျမ်းပြင်ကကြောက်စိမ့်လေးများပေါက်နေ၏ညဘက်တိုင်းအိမ်ကြီးကကမ်းခြေမှာခြေရာနှစ်စုံတစ်စုံမှာကလေးခြေရာနောက်တစ်စုံမှာရေဆိုဖနက်ခြေရာများပေါ်လာတတ်သေးသည်ကြောက်စိမ့်လေးများကပင်လေဝိညုတ်ဖြစ်သည်